ကဲဒါတော့ဒီပဲရင်မှာကြောင်းဘုံကျဲခံရတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်အဲ့တော့ဗျာဘာပဲဖြစ်ဖြစ်ပြည်သူလူထုအနေနဲ့တော်တော်ကိုနစ်နာပါတယ်ဗျာတော်တော်ကိုနစ်နာပါတယ်တော်တော်ကိုဆုံးရှုံးမှုတွေကြီးပါတယ်ဗျာခလေးတငယ်တွေကြည့်ကြပါဦးတော်လန်ရေးတပ်ဖွဲ့တွေလည်းပြည်သူလူထုတွေနဲ့ရောထွေးပြီးတော့မနေကြပါနဲ့လို့စစ်ကောင်စီလည်းပြည်သူလူထုကိုဥတီပြီးတော့ဘုံမကျဲကြပါနဲ့လို့ရက်ဆက်ကြတယ်ဗျာရက်ဆက်ကြတယ်အဲ့ဒီဗီဒီယိုဖိုင်ဘုံမကျဲခင်မှာလဲအဲ့ဒီကြောင်းထဲမှာပဲလက်နက်တွေတက်ဆင်နေတာထုတ်လုပ်နေတာတွေဘယ်အဖွဲကနေ line ပေါ်တင်ထားလဲဘယ်သူ line ပေါ်တင်ထားလဲဒါကျွန်တော်တို့နယ်မြေပေါက်ကြားမှုတွေဖြစ်တာသတင်းပေါက်ကြားမှုတွေဖြစ်တာဒီအဟိုအရေးယူပေးပါတော်လန်ရေးဖက်ကလည်း social media ပေါ်လုံးဝမတင်ခိုင်းပါနဲ့တစ်ဖက်ကစစ်ကောင်စီကိုလည်းတောင်းပန်ခြင်းပါတယ်ဒါမျိုးနေရာတွေကိုရှောင်ပေးပါလို့ခင်ဗျားတို့မဟုတ်သေးဘူးဗျာရောထွေးနေတာအကုန်လုံးကအသေးတော့ဘယ်သူသေးတော့သေတော့ဘယ်သူသေကြတော့ဒီကနေတော့နေရအကြောင်းစစ်သားရေးလို့တကြီးရောထိခိုက်ကုန်ဒီအားလည်းတေးကုန်တော့ဆိုရအားမောင်းမကြည့်နိုင်တဲ့ကြောင့်